ဂျင်းမှာဂျင်းကိုပပလေးလှီးပြီးတော့ကြောတယ်ဂျင်းနဲ့ကြက်ဥနဲ့ကြက်ဥဂျင်းကိုပပလေးလှီးပြီးတော့ကြောတယ်ဂျင်းအနံလေးမှုပြီးချုပ်သွားပြီဆိုရင်ကြက်ဥတယ်ကြက်ဥခလောက်ထားတာထည့်တယ်ပေါ့နော်ကြက်ဥတွေကိုဘာတွေထည့်ထားလဲဆိုရင်လိုက်ဆိုရဆောရယ်ဝက်ပပါရယ်ထည့်ပြီးတော့ခလောက်ထားတယ်အဲ့ဒါလေးကိုဂျင်းနဲ့ကြော်တာပါရှင်ကြက်ဥနဲ့ဂျင်းကြော်လေးပါဂျင်းများများတက်တဲ့လူဆိုရင်လေဂျင်းများများထည့်လို့ရတယ်ဒီလားဟိုအခုဒီထဲကျတော့စီတစ်မျိုးနဲ့ထည့်တာမဟုတ်စီနည်းနည်းရယ်ဆက်စမီဝမ်ရယ်အနံလေးကောက်အောင်လို့ဆက်စမီဝမ်နည်းနည်းလေးထည့်ထားတယ်စီတွေအများကြီးမသုံးထားပါဘူးဂျင်းကြက်ဥကြော်လေးပါဂျင်းကြက်ဥကြော်ရပါပြီရှင်ဂျင်းနဲ့ကြက်ဥကြော်လေးဆက်စမီဝမ်လေးလည်းထည့်ဂျင်းလေးလည်းထည့်ထားတော့လေအနံလေးကမွေးနေတာပဲကဲပူပူလေးကြက်ပြီးဆိုတော့ထမင်းစားကြမယ်